အဲ့တော့မြတ်စွာဘုရားကအဲ့ဒီမှာသတင်းသုံးနေတဲ့အချိန်မှာဒီသင်္ချာအတ္တသင်ခုခေတ်တော့သင်္ချာပမောက္ခလို့ခေါ်ကြံခေါ်မှာပေါ့သင်္ချာကဋ္ဌိကလို့ခေါ်ကြံခေါ်မှာပေါ့ပါဠိလိုတော့ခဏကလို့ပဲသုံးတယ်အဲ့ဒီမောက္ခလန္ဒဆိုတဲ့ပုံနာမြတ်စွာဘုရားစီရောက်လာတယ်ရောက်လာပြီးတော့မြတ်စွာဘုရားနဲ့ဖော်ဖော်ရွေနှုတ်ဆက်စကားပြောပြီးတနေ့မှထိုင်အဲ့တော့ဘုရားစီလာကြတဲ့ပုဂ္ဂိုလ်တိုင်းကဘုရားကိုဝချတာမဟုတ်ဘူးဒီသင်္ချာဆရာကြီးကလည်းဘုရားစီရောက်လာပြီးတော့ရှင်ကြီးကြီးပဲနှုတ်ဆက်စကားပြောပြီးဘုရားရှိမှထိုင်နေတာအဲ့တော့သူဝချခြင်းမှချမှာပေါ့အဲ့တော့ဘုရားစီရောက်လာတိုင်ဘုရားဘာသာလည်းမဟုတ်ဘူးသူကြိုက်တယ်လို့ထိုင်တယ်အဲ့တော့သူလာပြီးတော့ဘုရားနဲ့လာတွေ့တဲ့သဘောပဲမိတ်ဆွေသဘောမျိုးလာတွေ့တာဟိုလိုနှစ်ချိုက်ကြီးရှ िख ိုးဥချပြီးတော့ထိုင်တာမဟုတ်ဘူးစကားစပြီးပြောနှုတ်ဆက်ပြီးတော့ဒါဘုရားလည်းပဲဖော်ရွေတယ်သူကလည်းဖော်ရွေတယ်မြတ်စွာဘုရားဖော်ရွေတယ်ဆိုတာမြတ်စွာဘုရားနဲ့ပတ်သက်ပြီးပြောထားရှိတယ်မြတ်စွာဘုရားဟာမိဟိတပုပ္ပင်ကမစကားပြောတော့မယ်ဆိုပြုံးပြီးပြောလို့ရှိတယ်အေဟိသောကတဝါရီဘယ်သူပဲရောက်လာစိတ်ပြတ်မသွားဘူးဘုရားစီရောက်ရင်ဖော်ဖော်ရွေလာပါထိုင်ပါမြတ်စွာဘုရားလို့ပြောတယ်ဒုက္ခတမ္ပါတာစကားပြောဖို့ရအမှန်တမ်းလွယ်တယ်ဘုရားဆိုပြီးတော့မမနာကြီးတစ်ခွဲသားနဲ့ဒီလိုနေတာမဟုတ်ဘူးဘုရားနဲ့တွေ့တဲ့အခါမှာဖော်ရွေတယ်လို့ဆိုလို့ပေါ့နော်အဲ့ဒီစကားလုံးလေးတွေရှိတယ်အဲ့တော့ဒါကြောင့်ဘုရားစီကိုလာကြတယ်ဘုရားဘာသာမှလာတာမဟုတ်ဘူးဘုရားဘာသာမဟုတ်လဲလာတယ်လာပြီးတဲ့အခါမှာသူကစပြီးဆွေးနွေးတယ်အရှင်ဂေါရမတဲ့ဟောဒီကတ္တကျောင်းဆောင်ကြီးဟာလုပ်ငန်းနဲ့ပြောမယ်ဆိုရင်အဆင့်ဆင့်လုပ်ထားတာပဲဖြစ်တယ်ဖောင်ဒေးရှင်းချပြီးတော့အဆင့်ဆင့်ဒီပြတ်သက်ကျတက်တာနော်အဆင့်ဆင့်လုပ်ထားတဲ့လုပ်ငန်းစဉ်ရှိတယ်တဲ့နောက်ပြီးတော့ကျွန်ုပ်တို့ပုံနာတွေမှာလည်းပဲပြမနာတွေမှာလည်းပဲဖေးတင်သင်ကြပေးတဲ့အခါမှာအဆင့်ဆင့်သင်ကြပေးတာရှိတယ်သူအတန်းလိုက်ပေါ့နော်အဆင့်ဆင့်သင်ရတယ်တဲ့တခါလေးအတက်သင်နဲ့မြားပြစ်လေ့ကျင့်တဲ့ကြောင့်တွေကလည်းပဲသူအဆင့်ဆင့်ပဲသင်ရတယ်တဲ့ကျွန်ုပ်တို့သင်္ချာသမားတွေကလည်းပဲသင်္ချာသင်လို့ရှိရင်နဲ့အဆင့်ဆင့်ပဲသင်တယ်သူအဆင့်နဲ့သူသင်သွားတာအဲ့ပထမသင်္ချာကျောင်းသားတယောက်ရလာပြီဆိုလို့ရှိရင်တဲ့ပထမဆုံးအနေနဲ့စပြီးဆိုခိုင်းတာပါဆိုခိုင်းတစ်တတိတစ်ဆိုတာစာဆိုခိုင်းတယ်ဧကံဧကကံတစ်တတိတစ်နှစ်တတိနှစ်သုံးတတိသုံးအဲ့ဒီကနေပြီးတော့တစ်နှစ်သုံးလေးကနေစပြီးတော့နောက်ဆုံးမှာရှည်အတွက်ခိုင်းတယ်ပို့ပြီးတော့ခဏနေတိုးပြီးတော့ရေအတွက်ခိုင်းတယ်ရှားထောင်ထိအောင်ရေအတွက်ခိုင်းတယ်အဲ့လိုစပြီးတော့တဖြည်းဖြည်းချင်းခက်လာအောင်သင်္ချာလေးကိုအဲ့လိုသင်ပေးတယ်တဲ့အဲ့ဒီလိုခုလိုအတတ်ပညာသင်တဲ့အခါမှာအဆင့်ဆင့်လောက်ရတယ်လို့အရှင်ဘုရားရဲ့ဓမ္မဝိနည်းဆိုတဲ့ဓမ္မနဲ့ဆုံးမတဲ့ဒီအဆုံးမသာသနာမှာလည်းပဲအစဉ်တိုင်းသင်ယူဖို့အစဉ်တိုင်းသင်တဲ့စနစ်ရှိပါသလားဒါမေးတာနော်အစဉ်တိုင်းသင်တဲ့စနစ်ရှိသလားရှိတယ်လို့ပြောနိုင်သလားဆိုတော့မြတ်စွာဘုရားဖြေတာရှိတာပေါ့တဲ့
ဘာနဲ့ဥပမာတူတော့ဆိုမြင်အတတ်တင်ဆရာတွေဟာအာဇာနည်အာဇာနည်မြင်မျိုးကောင်းရလာပြီဆိုလို့ရှိရင်ပထမဆုံးစကြဝဠာနေစာပြီးတော့သင်ပေးတယ်မြင်နိုင်မှုရဇက်ကအဓိကပေါ့နော်ဒါကြောင့်မြင်ပါဇက်ထဲမှာတန်ချက်တန်ကျိုးထည့်ပြီးတော့အဲ့ဒီမြင်ကိုပထမဆုံးသင်တယ်အဲ့ဒါကစာသင်တယ်ခိုင်နေဟိုသွားတိသွားစကြိုးကံပြီးတော့အမြတ်စွာဘုရားကမုခဒါနလို့ခေါ်တယ်စကြိုးကနေစပြီးတော့ခိုင်းသမျှလှုပ်တော့ဘယ်လောက်ထိအောင်ခိုင်းလို့ဆိုရင်ဆရာတွေကမြင်းကိုပြရခိုင်းတာတွေတို့နော်ဂျာဘဲပေါ်ပြေးတာတွေထိအောင်နောက်ဆုံးမှမြင်းတတ်တဲ့နေရှိတယ်မြင်းတတ်တဲ့အတတ်တဲ့ကလည်းပဲအများကြီးရှိတယ်မြင်းစီအတတ်ကလည်းအများကြီးရှိတယ်ဗမာရဆိုရင်လည်းမှာအင်းဝခိကအင်းဝဘုရင်ဒုတိယမင်းကောင်းဟာမြင်းစီတက်18မျိုးတက်တယ်လို့ရာဇဝင်စာအုပ်ထဲမှာဆိုထားတယ်ပြေးနေတဲ့မြင်းကိုနောက်ကနေလိုက်ပြီးခုန်တက်နိုင်တယ်တော့အဲ့လောက်ထိကျွမ်းတယ်ပေါ့မြင်းပြေးနေတော့မတက်ရတယ်ပြီးတော့မြင်းကြောပေါ်မှာစီးရင်မြင်းပိုက်အောက်ကနေလှည့်ပတ်ပြီးတော့ကြောပေါ်ပြန်တက်တယ်အဲ့ဒါတော့ကျွမ်းတယ်လို့ပြောတာပေါ့ဟိုကလှမ်းနဲ့လှမ်းထိုးရင်သူကမြင်းအောက်ဝတ်လိုက်တယ်မြင်းပိုက်တော့ပတ်တော့ဝတ်လိုက်တယ်တော့အဲ့လိုဒုတိယမင်းကောင်းဆိုတဲ့ဘုရင်ဟာမြင်းစီတက်18မျိုးတက်တယ်လို့အဲ့လိုဆိုထားတာရှိတယ်အဲ့တော့မြတ်စွာဘုရားဥပမာအနေနဲ့ပြောတာအာဇာနည်မြင်းတဲ့ကောင်ကိုသင်လို့ရှိရင်မုခဒါတာဆိုတဲ့ဒီပါဇက်မှာတန်ထဲပြီးတော့စပြီးတော့အဲ့ဒီကနေစပြီးတော့ကြိုတက်ပြီးတော့စသင်တာတဲ့အဲ့ဒီတိုင်ပဲတဲ့ဆုံးမရမယ်တပည့်တူရလို့ရှိရင်တို့ကလည်းပဲအစင်တိုင်းပဲသင်တယ်ကျောင်းသားသိရောက်လာလို့ရှိရင်ဘာစားဆိုတော့မြတ်စွာဘုရားသင်္မုန်ကြီးပြတာအေဟိတွန်ဘိက္ခုသီလဝဟောဟိသာသနာပေါင်းဝင်လာပြီဆိုလို့ရှိရင်လာမင်းပထမဆုံးကိုကျင့်သီလနဲ့ပြည့်စုံဒီလိုကျင့်နော်ကိုကျင့်သီလနဲ့ပြည့်စုံဒီလိုကျင့်ပါတိမောက္ခသံဝရတံဥတောပါတိမောက္ခသံဝရတံဥတောဝိဟရဟိကိုကာဝဲဆောင်ရှောက်ပေးနေနဲ့ကိုချင်းတရားတွေနဲ့ထိမ့်သိမ်းဆောင်ရှောက်ပြီးတော့နေအာစာရခောစာရတပ္ပနောကိုလို့ရမယ့်အလုပ်ကိုလုပ်ကိုရဲ့နေပဲအတွင်းမှာပဲနေအာစာရခောစာရဆိုတာအာစာရဆိုတာကိုလိုက်နိုင်ရမယ့်အချက်ခောစာရဆိုတာကိုရဲ့နေပဲအဲ့တော့လောကမှာကိုယ်တပည့်နဲ့ကိုနေရတာဘုန်းကြီးကလူတွေလှုပ်ထဲသွားရှုပ်ရင်အဲ့ဒါခောစရာမဟုတ်တော့ဘုန်းကြီးကဘုန်းကြီးနယ်ထဲမှာပဲနေဘုန်းကြီးလှုပ်သူတို့ဆိုလိုတာပေါ့နော်ကုံတယ်ကလည်းကုံတယ်လှုပ်ပဲလှုပ်လဲသမားလည်းလဲသမားလှုပ်သူများတဲ့ဝေမရှုံနဲ့လို့ဆိုလိုအဲ့ဒါပြောအာစရာခောစရာတမ္ပန်နော်ကိုလုံးမဲ့အလုပ်ကိုလုံးကိုရဲ့ဘောင်တွင်းမှာပဲနေလို့ပြောတာဘောင်မကြောစေနဲ့ဒါသိအရေးကြီးတာပေါ့ဘောင်ကြောပြီဆိုရင်ပြဿနာတက်မှာပဲလေဘုန်းကြီးကလူလှုပ်သွားလို့ရင်ကဲခံမှာပဲဒါသိကြတယ်အဲ့တော့ဘုန်းကြီးလှုပ်ဘုန်းကြီးဘောင်ထဲမှာပဲနေကိုလုံးရမယ့်ကိစ္စကိုလုံးဒါကိစ္စမတူယုံစားကိုကိစ္စပဲကိုလုံးရမှာနော်အဲ့လိုဆိုလို့ကိုလုံးမဟုတ်တော့အဝင်းရှုံရင်မရအဲ့တော့မြတ်စွာဘုရားသာသနာပေါင်းယဟန်တစ်ပါးဝင်လာရင်မင်းသီလနဲ့ပြည့်စုံနေအဲ့သီလဆိုတာပฏิဘောခလာတဲ့သိက္ခာပုဒ်တွေတိုင်းကျင့်ရမှာကဓာရီ
ပြီးတော့ကိုယ်ပေါင်းအတွက်မှာပဲကိုနေသူများနဲ့ပဲကိုမခုနဲ့အာစာရကောစရသမ္ပန္နောအနုမတ္တိသူဝိသေသူဗျာတတဝိသမရယသိက္ခတိသိက္ခာပရိသူသတ်မှတ်ထားတဲ့ဥပဒေစည်းကမ်းတွေပေါ်မှာအသေးဖွဲ့ရစပြီးတော့မချိုးဖောက်နဲ့အသေးဖွဲ့ရစပြီးတော့အပြစ်လို့ရှုမြင်ပြီးတော့နေအသေးဖွဲ့ရစပြီးတော့အပြစ်မှန်သမျှကိုဘေးရအန္တရာယ်တစ်ခုအနေနဲ့ကြည့်ရှုပြီးတော့နေရမယ်အဲ့ဒါစာသင်တာပဲအဲ့ဒီလိုနေထပ်ပြီးဆိုတဲ့အခါကျတော့တဆင့်တက်တယ်သီလနဲ့ပြည့်စုံပြီယန္တိလုံးဝမဲ့လုပ်ကိုလုပ်တတ်လာပြီယန္တိရဲ့အနေထိုင်ဘောင်တွင်းမှာပဲနေတယ်သိက္ခာပုဒ်နဲ့ပတ်သက်ပြီးဂရုစိုက်တတ်လာပြီဆိုရင်နောက်တဆင့်တက်ယဟန်လာဒီနေ့ကနေစပြီးတော့မျက်စိနာနာလျာကာယလို့ခေါ်တဲ့ဓဝရ6ပါးအိန္ဒြေ6ပါးတကားလုံအောင်ဆောင်လူရဲ့ခန္ဓာကိုယ်မှာတကား6ပေါက်ရှိတယ်မျက်စိကနေပြီးတော့ဒါတင်စားပြီးတော့သုံးတဲ့တကားပေါ့ထိုးဆိုတကားဆိုတင်စားပြီးတော့သုံးတယ်မျက်စိကနေပြီးတော့ဆင်းအာယုန်တွေဝင်လာမယ်မျက်စိကမြင်တာကိုပြောတာနော်နားကအသံတွေဝင်လာမယ်နှာခေါင်းကအနံ့ဝင်လာမယ်လောကမှာမျက်စိနဲ့မြင်ရတဲ့အဆင်းရှိတယ်နားနဲ့ကြားရတဲ့အသံရှိတယ်နှာခေါင်းနဲ့နှမ်းရှူရတဲ့အနံ့ရှိတယ်လျှာနဲ့သိရတဲ့ရတာရှိတယ်ခန္ဓာကိုယ်နဲ့ထိတွေ့ရတဲ့အထိတွေ့ရှိတယ်စိတ်ကူးကြံစည်ရတဲ့အာယုန်တွေရှိတယ်အဲ့ဒီအာယုန်တွေဟာဒီ द्वार ကနေစဉ်စဉ်ပြတ်ဝင်နေမှာပဲဟုတ်တယ်လေလူဆိုတာဒါပဲရှိတာနောက်ကျောကဘာမှဝင်မှာမဟုတ်ဘူးဝင်တာမျက်လုံးကဝင်တယ်နားကဝင်မယ်နှာခေါင်းကဝင်မယ်လျှာဝင်မယ်ကိုယ်ကဝင်မယ်စိတ်ကဝင်ကိုယ်ကိုလည်းစဉ်းစားကြည့်အဲ့ဒါဝင်ပေါက်တွေပဲအဲ့ဒီဝင်ပေါက်တကားတွေကိုလုံအောင်ဆောင်လို့ပြောတာဝင်ပေါက်တကားတွေကိုလုံအောင်ဆောင်ဆိုတော့ဘယ်လိုလုပ်ရမှာတော့ဆိုမျက်စိနဲ့အဆင်းမြင်ပြီးဆိုရင်မင်းပုံသဏ္ဍာန်နေမမှတ်နဲ့ဩငါမျက်နှာမျိုးသမီးကိုမြင်တယ်ဘယ်သူမြင်တယ်ဘယ်ဝမြင်တယ်အဲ့လိုပုံပန်းသဏ္ဍာန်နေမမှတ်နဲ့မြင်တယ်ပဲထားမာနုပြည့်စံမျက်နှာကပဲလို့မျက်ခုံးကပဲလို့လက်ကပဲလို့အသားကဖြူတယ်အသားမဲတယ်အရာမောင်းဒါတွေမကြည့်နဲ့မြင်တဲ့အရာတိုင်းမှာလိုက်ပြီးတော့မကြည့်နဲ့လို့ပြောတာနော်ဒါမျက်စိကိုသတိထားပြီးတော့ဆွမ်းလျှောက်တာအဲ့ဒါတွေမကြည့်နဲ့တဲ့ယတဝတိကရဏမေနအိန္ဒြိစက္ခုန္ဒရိယအတံဥတံဝိဟရန္တအေးမျက်စိကိုထိမ့်ထိမ့်သိမ့်သိမ့်မနေဘူးဆိုလို့ရှိရင်တဲ့အဲ့လိုထိမ့်ထိမ့်သိမ့်သိမ့်မနေတဲ့ပုဂ္ဂိုလ်ကိုအဘိဇာဆိုတဲ့လောဘဒေါမနတဆိုတဲ့စိတ်ခံစားချက်တွေသို့မဟုတ်ဒေါသတွေသို့မဟုတ်တခြားအကုသိုလ်တွေဟာအတင်းအကျပ်လိုက်ပါလာတယ်မြင်တဲ့အပေါ်မှာအဲ့ဒီအကုသိုလ်တွေဖြစ်တယ်လို့ပြောတာနော်အဲ့ဒါကိုမထိန်ဘူးဆိုရင်မြင်တဲ့ကိုအကြောင်းပြုပြီးလောဘဖြစ်မယ်ဒေါသဖြစ်မယ်နော်လောဘဖြစ်မယ်ဒေါသဖြစ်မယ်အဲ့ဒါကိုထိန်ဖို့မင်းကျင့်ရမယ်စက္ခုန္ဒရီကိုထိန်ပါစက္ခုန္ဒရီကိုဆုံးရှုံးပါစက္ခုန္ဒရီမှာစောင့်စည်းမှုလုပ်ပါအဲ့တိုင်းပဲနာဩတ္တိန္ဒြေကာနိန္ဒြေစီဝိန္ဒြေကာယိန္ဒြေမနိန္ဒြေမထိန်ဘူးဆိုရင်လောဘဒေါသတွေလာလိမ့်မယ်အဲ့ဒါမဖြစ်ရအောင်ဣန္ဒြေ6ပါးကိုထိန်းသိမ်းဆောက်ရှောက်တဲ့အလုပ်ကိုလေ့ကျင့်ဆိုပြီးတော့တမ်းပြီးကမ္မထံဟောတာမဟုတ်ဘူးပထမသီလဒုတိယမျက်စိနာနာလျှာကာယဝင်လာမဲ့ဟာတွေကိုအကုသိုလ်မဖြစ်အောင်ထိန်းခိုင်းတာအဲ့ဒါထိန်းတာအလေးကျင့်ရသွားပြီဆိုလို့ရှိရင်ဘာထားထိန်းခိုင်းတာယဟန်လာခဲ့ကဲငါပြောမဲ့နားထောင်မင်းအစာအာဟာရစားတဲ့အခါမှာအသိပညာနဲ့စားနော်အတိုင်းတာသိပြီးစားမယ်အတိုင်းတာဆိုဒီမှာဘာကြောင့်စားတာအတိုင်းတာတစ်ခုစားတဲ့အတိုင်းတာတစ်ခုနော်ကိုယ်နဲ့သိမသိသိတာတစ်ခု
အဲ့ဒီဘောဇနိမတ္တညုတာဘောဇနိမတ္တညုတိုင်းတာနဲ့သိပြီးစားဆိုတာဘာပြောတာတော့ဆိုပဋိသင်္ခယောနိသောအာဟာရအာဟာရေယတိမင်းအစာစားတော့မယ်ဆိုရင်အသိပညာနဲ့ဆင်ញင်ပြီးမှစားဒီတိုင်းအယံမစားနဲ့စဉ်းစားလိုက်အောင်ငါစားရဟာပျော့ဖို့စားရလားရှင်မူမေးလျော့ဖို့စားရလားကိုလှအောင်ပါအောင်စားရလားကိုအသားတွေပြည့်ဖြိုးအောင်စားရလားမဟုတ်ဘူးအဲ့ဒါအတွက်မစားရဘူးအဲ့လိုစားတာမဟုတ်ဘူးအဲ့ဒီရွက်ချက်မပါဘူးဒါဖြင့်ဘာအတွက်စားရတော့ဆိုဟောဒီကိုယ်ကာယကြီးတည်တတ်မှုအတွက်မြတ်တာဖို့အတွက်မမြတ်မတာလို့အာဟာရမရှိလို့ရှိရင်ပင်မဆင်းရဲမှုတွေဖြစ်နိုင်တယ်မြတ်သောအကျင့်ကိုကျင့်နိုင်ဖို့အထောက်အကူဖြစ်ဖို့သာစားရမယ်ကိုစားတာအဲ့ဒီအတွက်စားတယ်လို့နှလုံးသွင်းပြီးတော့စားအဲ့ဒီလိုစားခြင်းဖြင့်ပုရဏိသဝေရဏပฏิဟင်္ဂာမိမစားခြင်းကြောင့်စားလောင်မှုသိဂက်စထရိတ်ဖြစ်တာတွေပါလေအကုန်လုံးအဲ့ဒီယောဂလည်းမဖြစ်စေရဘူးပြောက်ရမယ်နဝေသဝေရဏနောက်ပါတိတာပြီးစားခြင်းကြောင့်အလွန်အကျွံစားခြင်းကြောင့်ဗိုက်တင်းပြီးအစာမကြေယောဂဒါမျိုးတွေနဲ့ဖြစ်စေတယ်တိုင်းတာတစ်ခုနဲ့စားယန္တရာသမေဘဝိတတိနဝိသတာသာဖာသူရတော့စားငါစားခြင်းကြောင့်နေလို့ထိုင်လို့လည်းကောင်းရမယ်နော်အလွန်မကျွံမစားရင်နေလို့ထိုင်လို့ထွင်းစားပြီးတော့အဲ့ရတဲ့လဲအဲ့ရတာမျိုးမဖြစ်စေတော့ဗိုက်လေးပြီးတော့အဲ့ရတဲ့လဲအိတ်ထားတော့အဲ့ဒါဒီနေရာမှာအစာကြည့်တဲ့ပုံနာတွေအကြောင်းလည်းရေးလေးရှိကြတယ်ပေါ့နော်အဲ့ဒါမဲ့အဆိုးဆုံးကတော့ဘာလို့ဆိုရင်ဗုဒ္ဓဝမိကဒီအာဟာရဟထတို့အာဟာရဟထဆိုထမင်းစားပြီးမထနိုင်တော့ဘူးထမင်းပွဲလာပါအောင်ဆွဲထုပါအောင်ဆိုတာဖြစ်ရတယ်ဗိုက်လေးလုံးအချီအဲ့လိုပုံကိုမျိုးတွေအဲ့ဒါမျိုးတွေမဖြစ်စေနဲ့လို့စားပြီးတော့သင်ပေးရမယ်တဲ့အဲ့ဒါစားခြင်းနဲ့ပတ်သက်ပြီးအသိပညာနဲ့စားဖို့အဲ့ဒါကိုဆရာတော်ကြီးတွေကကြပြလုပ်ပေးထားတာဣတိစားဝယ်အမဲမဲကိုမြွေမှန်ကြွလှပရေးဆန်းဒီဟာကိုကြပြလုပ်ထားတာနော်အဲ့ဒါဟာမတ္တညုလို့ခေါ်တယ်အသိဉာဏ်နဲ့စားတာအဲ့ဒါကိုသင်ပေးရမယ်တတိယအဆင့်နဲ့အဲ့လိုသင်လို့တတ်သွားပြီဆိုတော့သရုဋ္ဌအဆင့်အနေနဲ့ဗာသင်ရမှာတော့ကဲလာမင်းစားတတ်ပြီစားတတ်လို့ရှိရင်တနေ့ကုန်မှာအလုပ်လုပ်ရမယ်နေ့တို့ညတို့လုပ်ရမယ်နိုးကြအလုပ်လုပ်ရမယ်ဘယ်လိုလုပ်ရမလဲသာဂရိယအနုယုံစေယအနုယုံစိတ်တော်ဝိဟရဟိနိုးကြကြိုးစားပြီးတော့နေနိုးကြကြိုးစားပြီးနေဘာလုပ်ရမလဲနေခါမှာဆိုရင်စဉ္ညာလျှောက်လိုက်ထိုင်လိုက်စဉ္ညာလျှောက်လိုက်ထိုင်လိုက်အိတ်တာမပါဘူးနော်လမ်းလျှောက်မယ်ထိုင်မယ်အဲ့ဒီအချိန်မှာကိုယ်စိတ်ထဲမှာဝင်ရောက်ပြီးနှောက်ယှက်လာတဲ့လောဘဒေါသစတဲ့နိဝရဏတရားတွေကိုရှင်းထုတ်ရမယ်မဖြစ်အောင်ထိရမယ်ရှင်းထုတ်တယ်မဖြစ်အောင်ထိရညကြတော့၃ပိုင်းခွဲလိုက်တယ်ပထမယံအခု6နှစ်ရနေပြီးတော့10နာရီလောက်ထိဒါပထမယံခေါ်တယ်10နာရီဟိုဘက်2ချက်ထိုးလောက်ထိအောင်ပစ္စည်းမယံလို့ခေါ်တယ်2နာရီဟိုဘက်ကနေပြီးတော့ပစ္စည်းမယံလို့ခေါ်တယ်ညကိုယံ3အပိုင်းချ3ခုနဲ့သတ်မှတ်လိုက်တယ်အဲ့တော့ညအခါမှာပထမယံဆိုလို့ရှိရင်စဉ္ညာသွားထိုင်နေပါလို့တလို့ပဲလို့မစ္စည်းမယံရောက်တဲ့အခါကျတော့မင်းအပန်းပြေးပြီးတော့အိပ်ပုံအိမ်နေတောင်သင်ပေးထားတာလက်ရဘက်ကိုစောင်းပြီးတော့ထူးစစ်2ခုခြေမျက်စိ2ခုမထပ်အောင်နည်းနည်းလွှဲပြီးတော့ထားပေါ်ချတော့တစ်ဖက်စောင်းအိပ်ဘက်လက်မဲ့အိပ်နဲ့နော်ဖေဘက်ကိုလည်းစောင်းမအိပ်နဲ့ညာဘက်ကိုစောင်းအိပ်တဲ့အခါမှာဒီတိုင်းပဲအိပ်နဲ့ဘယ်ချိန်ထမယ်ဆိုတာကိုစိတ်ဆုံးဖြတ်ပြီးမှအဲ့လိုအိပ်လို့ရှိရင်အဲ့ဒီချိန်နိုးကိုနိုးတယ်စမ်းသပ်ကြည့်ပေါ့စမ်းသပ်ကြည့်အိပ်တဲ့အခါမှာစိတ်ထဲမှာဘယ်ချိန်ကျရင်ထားမယ်ဘယ်ချိန်မှာနိုးရစေဆိုပြီးတော့အဲ့ချိန်နိုးအပြင်းကြီးဆက်အိပ်ရင်တော့မရတော့ဘူး
ပြင်းမကြည့်ပဲနဲ့အဲ့လိုလေ့ကျင့်ရချို့ကြတော့နိုးရတဲ့ပြင်းမှထားမှပြင်းတဲ့ဆက်အိတ်အဲ့ဒီလိုညလက်မှာထားပြီးတော့နောက်မနေ့စောစောပစ္စည်းမရံနှစ်ချက်ကြော်တဲ့ချိန်မှာအဲ့ရထားပြီးတော့စဉ္ညာသွားတယ်လမ်းလျှောက်တယ်ခုနလိုနေလို့အဲ့လိုပဲကိုယ်ရင်နဲ့နှလုံးထဲမှာလောဘတွေမဖြစ်အောင်ထိမ့်သိမ်းစောင့်ရှောက်တယ်ဒေါသတွေကမ္မထာနဲ့နေတယ်ပေါ့အိဗယ်အဲ့ဒါတရားအထုတ်တာတရားအထုတ်တဲ့အချိန်တွေကိုဒါ time table ပဲနော်စိတ်ဓာတ်တွေမှာ time table ဆွဲရင်အဲ့တိုင်းပဲဆွဲရမှာ4 နာရီတော့အိတ်ခွင့်ရှိတယ်နိုင်ငံသားတွေကအဲ့ဒီစီကံတွေ့တဲ့အခါကျတော့သူတို့ကငယ်ငယ်လေးတဲ့တင်တာလူတယောက်ဟာ8 နာရီအိတ်မှကျမ်းပါတယ်လို့ထင်4 နာရီလောက်တင်အိတ်ရမယ်ဆိုနည်းနည်းတွန့်သွားဒါပေမဲ့သူတို့တရားအထုတ်ရင်နောက်လုံးဝမအိပ်ဖဲတော့နေသွားတယ်ကျမ်းမကြီးမထိခိုက်ဘူးဆိုတာသိသွားတယ်နောက်ကျတော့မထိခိုက်သူတို့တင်ထားတာနဲ့တတော်စီဖြစ်နေသူတို့လူတယောက်ဟာတနေ့ကို8 နာရီအိမ်မှာစံချိန်မိတယ်ပေါ့အဲ့လိုဆိုတာအခုမြတ်စွာဘုရားစနစ်အရာကြတော့အဲ့လောက်မအိပ်ရဘူးလို့ဆိုလို့အဲ့ဒါလေးချက်ဒီလိုသင်လိုက်တဲ့အခါသူအလေးကျင့်ကောင်းကောင်းရသွားပြီဆိုနောက်တစ်ဆင့်တက်တော့ဗာသင်တော့ဆိုလာကိုရောတတိအတိနဲ့နေဘာလို့ကိုရောတတိထားလို့အတိနဲ့လို့တတိထားမှသိတာဖြစ်တယ်တတိကဘာလို့တာတော့ဆိုရင်ကိုလုံးမဲ့အလုပ်ပေါ်မှာတတိကတ်ထားလိုက်ဘာလို့တယ်ဆိုတာသိနေရလူတွေမှာစဉ်းစားကြည့်လေထိုင်းနေတယ်ဆိုတာထိုင်းနေတယ်လို့သိမှမသိတာဘယ်နှခါသိတော့ကိုကထိုင်းနေတောင်တွေမြောက်တွေတွေးအိတ်နေရောသိလားမသိဘူးကိုတွေးခြင်းတဲ့နေရာတွေးနေကိုဘာလုံးနေတယ်ဆိုတာသိကိုမသိတာမသိဘူးသိတယ်ထင်မနေနဲ့နော်ကိုဘာလုံးနေတယ်ဆိုတာသိကိုမသိတာလူကသာထိုင်နေတာစိတ်ကတခြားရောက်လုံးနေတာနဲ့သိနေတာနဲ့တခြားစီဖြစ်နေအဲ့တော့ဘာနဲ့တူတော့ဆိုအိမ်ငကားတွေဖွင့်ပြီးရှောက်လဲနေတာနဲ့တူခန္ဓာကိုယ်နဲ့တတိကမကတ်ဘူးဖြစ်နေအဲ့ဒါကိုပြန်လေ့ကျင့်တာဘုရားပြန်လေ့ကျင့်ခိုင်းတာအဲ့တတိတံစညာလေ့ကျင့်တာလို့ခေါ်တယ်အဲ့တော့လူကတွေးကြံတွေးငေးကြံငေးတတ်တဲ့ဝါသနာရှိတာကိုတွေးကြံတွေးငေးကြံငေးနေမှာဆိုလို့လာတတိအတိနဲ့နေရှေ့ကိုခြေလန်းနဲ့နောက်ကိုဆုပ်တယ်မဆုပ်ခင်အတိထားရှေ့ကိုခြေလန်းတော့မယ်တတိထားနောက်ကိုဆုပ်တော့မယ်တတိထားပါရှိတော့အမတ်တမဲမဆုပ်လိုက်နဲ့လူတွေသွားကြရှိရုပ်တရက်ထားတော့မယ်ဆိုတော့မသိဘူးလေရှေ့ခြေလန်းနဲ့ဆိုလည်းမသိဘူးနောက်ဆုပ်တဲ့ဆိုလည်းမသိလိုက်ဘူးကိုယ်စောနဲ့ကိုယ်ပဲတယ်လီဖုန်းလာတဲ့ဆိုထားတော့တယ်လီဖုန်းလာတဲ့အာယုံပေါ်မှာရောက်နေကိုယ်ဘာလုပ်တယ်ဆိုမသိဘူးနော်အဲ့ဒါကြောင့်ဥပိက္ခန္တိပဋိက္ခန္တိရှေ့ရွှေ့တယ်ဆိုလည်းသိနောက်ရွှေ့တာဆိုတော့လည်းသိရမယ်ဒါတစ်ချက်နောက်တစ်ခုကဘာလို့ဆိုအာလောကိတေဝိလောကိတေကိုကြည့်တာတောင်မှပဲတတိအသိနဲ့ကြည့်ငါဘာကြည့်တာလဲအဲ့ဒါလည်းသိအောင်လုပ်ကြည့်တာမသိလိုက်ဘူးလေမြင်တဲ့လူပဲသိတာဘယ်သူလာတဲ့ဒါပဲသိတာ तू ကြည့်တယ်ဆိုတာမသိဘူး तू ကြည့်လို့မြင်တယ်ဆိုတာမသိဘူးနောက်တစ်ခုကဘာလို့ရမှာတော့ဆိုရင်လက်ကွေးတာခြိကွေးတာလက်ဆန်တာခြေဆန်တာကိုယ်လက်လေးပဲကိုကွေးခြင်းတို့ကွေးမှာလို့မဟုတ်ဘူးမကွေးခင်ကကွေးခြင်းနဲ့စိတ်ဖြစ်တယ်သိအောင်လို့ဆန်လို့ရှိရင်လည်းဆန်ခြင်းနဲ့စိတ်လေးအရင်ဖြစ်တယ်အဲ့ဒါလည်းတတိနဲ့အတိနဲ့လုံးတယ်တတိလည်းရှိရမယ်အတိလည်းရှိရမယ်တတိဆိုတာတော့ကိုယ်ဘာလုပ်တယ်ဆိုတာမှတ်ရတာအတိဆိုတာကြတော့ဘာချောင်လုပ်တယ်ကိုလုပ်တဲ့နေရာအနေနဲ့ကင်းရလားဆိုတာတွေပါသိတာအနေနဲ့မကင်းလို့အဲ့ဒါတွေတတိပဋ္ဌာသည့်အတွက်ကြောင့်ရေချိုးကနေချော်လဲတာတို့ဟိုနာချော်လဲတာဒီနာချော်လဲအဲ့ဒါဖြစ်တာအဲ့ဒါအတိတတိမဲ့သွားတာပေါ့နော်အဲ့ဒါတွေကစာပြီးသိရမယ်တဲ့
နောက်တစ်ခုကဘာတော့အဝတ်အစားပြင်ဝတ်ထားတော့ဘုန်းကြီးတွေကြတော့သင်္ကန်းပြင်တာတပိတ်ကိုင်းတာသိရအဲ့ဒါမသိလို့ရှိရင်ငါကတပိတ်ကိုင်းတာမဟုတ်ဘူးသူကမောကျင်ရမော့ခလုတ်တိုက်တပိတ်ကြကွယ်ခွက်ကြကွယ်စွန်းကြပကံကြကိုယ်စိတ်ကတခြားရောက်လာကိုယ်ဘာလုပ်နေတယ်ဆိုတာမသိဘူးခွက်ကိုင်းနေတယ်လည်းမသိဘူးအဲ့လိုနဲ့ကွယ်ပေါင်းများလားနော်အဲကြောင့်အဲ့ဒါလည်းတတိအတိနဲ့ကိုင်းရမယ်နောက်တစ်ခုကဘာတော့ဆိုအတိတိပိတိခာဣတိတာဣတိအတိတဆိုတာစားတာပိတဆိုတာတောက်တာခာဣတဆိုတာဝါစားတာဟိုခာဣတဆိုတာခဲပွဲမုံကျွတ်ကျွတ်ဝါစားတာမျိုးအတိတကထမင်းစားတာထမင်းစားတာခဲပဲဝါစားတာရေတောက်တာတာဣတဆိုတာရက်စားရက်တယ်လို့ရှာနေရက်တာအဲ့ဒီကိစ္စတွေမှာလည်းငါဘာလုပ်နေတယ်ဆိုသိရမယ်နော်ဘာလုပ်တယ်ဆိုသိရမယ်နောက်တစ်ခုကျတော့ကုံကုံပြောမယ်တွိုင်းလက်ထက်ဝင်သိဥစ္စာရပတ္တဝကံမိဥစ္စာရပတ္တဝကံမဆိုတွိုင်းလက်ထက်ဝင်တာကိုလည်းသိတော့ကျမအေးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်လေကိုနောက်ဖိနောက်ပြီးသွားတဲ့အခါမှာဘာအိမ်အောင်သွားတာလဲတတိထားကြည့်စီးသွားတဲ့အခါဘာရောက်သွားတာလဲသတိထားကြည့်အဲ့ဒါတတိမထားလို့ယောဂရပြီဒုက္ခရောက်သွားတဲ့လူတွေအများကြီးရှိတယ်ဥပမာဝန်းနေရ +2 တွေအနဲ့တွေသွားနေတဲ့ဆိုရင်အဲ့ဒါအစာအိမ်သွေးကြောပေါက်နေလို့သွေးတွေသွားရဲဆိုရင်တော့အစာအိမ်သွေးကြောနဲ့မဆိုင်ဘူးအပြင်မှာဖြစ်တာ+2 ဆိုရင်အနဲ့တွေသွားနေပြီကတ္တရာစီလို့နဲ့တယ်ဆိုရင်အဲ့ဒါအရေးကြီးနေပြီဒီသွေးကြောပိတ်မှမပိတ်ရင်မရအဲ့ဒါမျိုးစီဆိုရင်အယောင်တွေကဘာဖြစ်နေတယ်ဆိုတာနော်စီကြိုရှိမှတတိထားမှာမဟုတ်ဘူးတတိထားမယ်နောက်တစ်ခုကဘာတော့ဆိုလို့ရှိရင်ကတိထိတိနိသိဏိသုတ်တိသဂရိတိဗာတိတိတုံနိဘဝေသွားတဲ့အခါဖြစ်စေရက်တဲ့အခါဖြစ်စေထိုင်တဲ့အခါဖြစ်စေအိတ်တော်မဲ့အခါဖြစ်စေအိယာကနိုးလာတဲ့အခါဖြစ်စေစကားပြောပြီဆိုတဲ့အခါဖြစ်စေတိတ်တိတ်နေတာပဲဖြစ်စေအလုံးသိနေငါတိတ်တိတ်နေတာဘာနဲ့တိတ်တိတ်နေတာငါဘာတွေတွေးနေလဲစကားပြောတယ်ငါဘာတွေပြောလဲအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေ့ကျင့်ခံလုပ်ရမယ်လို့ဓမ္မသတိပဋ္ဌာန်သုံးမှာလည်းအတိုင်းဟောတာပဲနော်အဲ့ဒါတတိကောင်းခြင်းရင်အတိညာစဉ်းစားတတ်ခြင်းအဲ့ဒီဟာလေ့ကျင့်ရမယ်အဲ့တော့ကမ္မထံအထုတ်တယ်ဆိုတာဆင်းဆင်းသွားတာနော်ဆင်းဆင်းသွားတာအဲ့ဒါတွေဘလို့ပဲနဲ့ကြောပြီးတော့ထွက်သွားလို့ကတော့ဖောင်ဒေးရှင်းမချပဲနဲ့တိုက်ဆောက်တယ်လို့ဖြစ်နေအဲ့ဒီလိုတတိတံပစဉ္ညာနဲ့ပြည့်စုံပြီဆိုတဲ့အခါရှေ့တက်ပြီးတော့သူ့ကိုဆုံးမကဲအခုပြောတာတွေပြည့်စုံပြီ၅ချက်ရှိသွားပြီသီလရှိတယ်နော်အိနေရိတုကိုတ္တတော်ရဘောဇနိမတ္တညုတာနော်သရိယနုယောဂနောက်ပြီးတော့သီလနော်အဲ့ဒီ၅ခုနဲ့ပြည့်စုံပြီဆိုတဲ့အခါကျတော့ရှေ့တဆင့်တက်ကဲလာကိုတော့ရကြောင်မှသွားနေတိတ်ဆိတ်ငြိမ်သက်တဲ့နေရာကိုသွားတပင်အောင်မှာဖြစ်စေတောထဲမှာဖြစ်စေတောင်မဲဖြစ်စေ၆ကပ္ပမှာဖြစ်စေလိုင်းကူမှာဖြစ်စေသုတ်တံမှာဖြစ်စေတောထဲကလွင်ပြင်မှာဖြစ်စေနော်သို့မဟုတ်လူတွေမိုးခုတ်ရအောင်ကောက်ရိုးအုံကြီးလှုပ်ထားတာပဲဖြစ်စေအဲ့ဒီနေရာတွေကိုသွားပြီးဘသူမှမရှိတဲ့တပင်အောက်တို့နော်တောင်ကောင်းတို့6တို့နော်ကန္တရဆို6တို့ကိရိကုဟာဆိုလိုင်းကူတို့သုတ္တနာဆိုတင်ချိုင်းတို့ပဏပတ္ထဆိုတော်တဲ့ကလွင်ပြင်းကြီးတို့အဘောဂတဆိုလွင်တီးကောင်းတို့လာလပုံစကောက်ရိုးပုံတို့ကောက်ရိုးပုံဆိုအထဲထဲမှာဝင်းခိုလို့ရအောင်လုပ်ထားတဲ့ကောက်ရိုးပုံအဲ့ဒီတွေကိုသွားပြီးနေပါဆွမ်းခံပြန်လာလို့ရှိရင်ဆွမ်းခံသွားပြီးပြန်လာလို့ရှိရင်တင်မြင့်ခွေးထိုင်ခါထက်ကိုဖြောင်းဖြောင်းထားပြီးတော့တတိကိုနော်
တတိကိုကမ္မထာအာယုံဘက်ကိုလွတ်ထားထွက်လေဝင်လေးဆိုထွက်လေဝင်လေးပေါ့ဘုရားနုဒ္ဓရိပွားရဆိုဘုရားအာယုံပေါ့အဲ့လိုသွားပြီးတော့ကိုယ်ရင်တဲ့နှလုံးထဲမှာလောဘဖြစ်ရင်အဲဒီလောဘမဖြစ်အောင်ထိဒေါသဖြစ်လာတယ်ဆိုရင်ဒေါသမဖြစ်အောင်ထိအိတ်ချင်စိတ်တွေဖြစ်လာရင်အိတ်ချင်စိတ်တွေကိုဖယ်ရှားအလင်းရောင်နဲ့ပွားအိတ်ချင်စိတ်ပေါလို့ရှိရင်နော်အိတ်ချင်စိတ်ပေါလို့ရှိရင်မျက်လုံးကိုပြူးနေအောင်ကြည့်လက်တွေကိုပုတ်အဲ့မရရင်ယန္တထသိနေအလင်းရောင်ကိုကြည့်အမောင်နဲ့မနေနဲ့ငိုက်ဖြောင်နေတွေရှိတယ်နော်နောက်ဥဒိစ္စကိုကုသအာယုန်တစ်ခုတည်းပေါ်မှာစိတ်ကပြန်လွင့်နေတယ်စိတ်ပူပန်နေတယ်ဆိုရင်အဲ့ဒါဖဲတန်တရားတွေရှိတယ်ဆိုရင်တန်တရားပြောင်းအောင်လုပ်ပြီးတော့အဲ့ဒီနိဝရဏတရားတွေကိုကိုယ်ရှင်းထုတ်ပြီးတော့နေရမယ်တဲ့။ဘာနဲ့နေရမှာတော့ဆိုသမထကျင့်စဉ်တစ်ခုကျင့်ပြီးတော့တမာတိကျင့်စဉ်ကိုကျင့်ပြီးတော့နိဝရဏတရားတွေကိုရှင်းထုတ်လိုက်တဲ့။ဒါစိတ်ညစ်ရပြီးတရားစာထုတ်တာအဲ့ဒီကျမှတရားစာအထုတ်တာ။ဒါမြတ်စွာဘုရားလက်ထက်ကကျင့်စဉ်ပဲနော်။အဲ့ဒီလိုနိဝရဏတရားတွေကိုဖယ်ပြီးစိတ်ရဲ့အညစ်အကြေးတွေကင်းသွားပြီဆိုလို့ရှိရင်အဲ့ဒီကာမဂုဏ်အာယုန်တွေကဝေးကွာခြင်းကြောင့်ရရှိလာတဲ့နှစ်သက်ခြင်းချမ်းသာခြင်းပိဋိဖြစ်ခြင်းစိတ်ချမ်းသာခြင်းဆိုတာနဲ့လွှမ်းမိုးနေတဲ့ပထမဇန်ဆိုတာကိုရရှိလာမယ်။တမာရီကောင်းလာလို့ရှိရင်အာယုန်တစ်ခုကိုစူးစိုက်ရှုနေတာကိုဇန်လို့ပြောတာနော်ဆန်းလို့ပြောတာအဲ့ပထမဇန်မှာခုနကောင်းကောင်းအာယုန်နေတယ်လေကွာသွားပြီမရှိတော့ဘူးအချင်းစိတ်လည်းမရှိဘူးဘာမှမရှိတော့ဘဲနဲ့ဒီအာယုန်လေးပေါ်မှာဆွဲမြဲသွားပြီဆိုတဲ့ခါအဲ့ပထမဇန်အဆင့်အဲ့ဒီကနေပြီးတော့ဝိတက်ဝိစာရဆိုတဲ့အတွေးစိတ်တွေကိုဖယ်ပလိုက်ဖယ်ပြီးတော့ကိုယ်စိတ်ထဲမှာကြည်နူးပြီးတော့ပိဋိဒုက္ခနဲ့ပဲနေတဲ့ဒုတိယဇန်ကိုရတခါအဲ့ဒီပိဋိဆိုတာတမာရီရဲ့အနောက်ဆက်ဖြစ်လို့ပိဋိကိုဖယ်လိုက်တဲ့အခါကျတော့ဒုက္ခနဲ့ဧကဂတဒုက္ခရဲ့စိတ်တည်ငြိမ်မှုတမာရီရဲ့အဲ့ဒီနှစ်ခုတည်းနဲ့နေတာကြတော့နော်တတိယဇန်လို့ခေါ်တယ်တခါဒုက္ခလည်းမရှိဘူးဒုက္ခလည်းမရှိဘူးဥပေက္ခလည်းမရှိဘူးဒုက္ခလည်းမရှိဘူးဒုက္ခလည်းမရှိဘူးသောမနတဒေါမနတဆိုတာတွေလည်းစိတ်ပူပန်မှုတွေလည်းမရှိဘူးဥပေက္ခဆိုတာလေးတစ်ခုပဲရှိတယ်အဲ့ဒီအမတမစင်ကြယ်ပြီးတော့တမာတိဆွမ်းအားကောင်းသွားတဲ့သရုတ်ထဆာကိုရောက်မယ်ဒါဆန်းစင်းစင်နိဝရဏတွေရှင်းပြီးတော့ဆန်းစင်းစင်တက်သွားလို့ပြောလိုက်တယ်ဒါအလုံးဟာ9ဆင့်ပေါ့နော်ဆန်းအဆင့်ကိုတစ်ခုတည်းယူရင်9ဆင့်ဆန်းအဆင့်ကို4ဆင့်ယူမယ်ဆိုလို့ရှိရင်တော့9ဆင့်ဖြစ်တော့ဟုတ်တယ်ပေါ့6ဆင့်ကနေပြီးတော့တက်လာတာနော်6ဆင့်ဆို10ဆင့်ဖြစ်သွားတာပေါ့ဆန်းတစ်ဆင့်စီသွားလိုက်အဲ့ဒီမှာမြတ်စွာဘုရားကအဲ့လိုသရုတ်ထဇန်ထီအောင်ကျင့်ခိုင်းပြီးတော့ဘာမရှိတော့ဆိုအဲ့ဒီမှာတဲ့တမာရီတွေကောင်းသွားပြီးတော့တချို့ယဟန်တွေကရတ္တမေရတ္ထဖို့ထီအောင်မရောက်သေးဘူးဒါပေမဲ့အဲ့ဒါကိုမျှော်လင့်ပြီးတော့ကြိုးစားအထောက်နေကြတယ်အဲ့ဒါတခုတချို့ပုဂ္ဂိုလ်တွေကတော့တဲ့အာသောတရားတွေကုန်ပြီးတော့ယဟန္တာအဖြစ်ရောက်သွားကြပြီတဲ့ဒီလိုကျင့်တာ ਨੇ အဲ့တော့ဒီနေရာမှာခွဲလိုက်တာတချို့ပုဂ္ဂိုလ်တွေကသောတာပန်တဂရကအနာဂတ်အဆင့်နဲ့နေကြတယ်ချို့ပုဂ္ဂိုလ်တွေကတော့ယဟန္တာအဆင့်ထိရောက်သွားတယ်အဲ့ဒီလိုရောက်သွားလို့ရှိရင်ဒီဆံကျင့်စဉ်တွေဟာမျက်မှောက်ဘဝမှာချမ်းသာစွာနေဖို့နဲ့တတိတံပစညာအလုံးငါဖြစ်တယ်ယန္တာဖြစ်လဲဒီဆံနေနဲ့နေတာပဲသောတာပန်တဂရကအနာဂတ်မှာလည်းဒါတွေနဲ့ပဲနေတယ်အဲ့ဒါမှစိတ်ထဲမှာအနှောက်အယှက်ကင်းတယ်တာမန်နေလို့ရှိရင်တော့ပြောစရာဆိုစရာတွေရှိနေမှာပဲလေလူကအာယုန်နေနေလို့ကတော့အာယုန်နောက်နေဦးမှာပဲစိတ်ကမပါတော့အာယုံကတော့နောက်တာပဲနော်မျက်စိထဲမှာရှုပ်နေမှာ
အခုလိုဇာအာယုံကမ္မထာယုံနဲ့နေလိုက်လို့ရှိရင်မျက်မှောက်ဘဝမှာချမ်းသာသာနေရတာဖြစ်တယ်လို့အဲ့ဒီဆံအထိအောင်ပုံနာကြီးနားလဲသလောက်အဲ့လိုရှင်းပြလိုက်တော့ထို့မှာဒီလိုချင်းစင်နေဆင်းစင်သွားတာဒါယဟန်ဘဝမှာဒီတိုင်းတက်သွားတာလို့ဆိုပြောတော့အဲ့ဒီမှာဟိုသင်္ချာဆရာကြီးကသက်စွာပြောလျှောက်တယ်အရှင်ကောရမတဲ့အရှင်ဘုရားရဲ့တပည့်တွေကိုအခုလိုဆုံးမသွန်သင်ပြီးတော့ပေးတဲ့အခါမှာတဲ့အားလုံးဟာနိဗ္ဗာန်ဆိုတဲ့အဆင့်အစ္ဆန္ဒနိဋ္ဌံနိဗ္ဗာန်လမ်းဆုံးပန်းတိုင်ကိုရောက်သွားကြလားတဲ့အချို့ကတော့မဟုတ်အချို့ကမရောက်ဘူးတချို့ကရောက်တယ်တချို့ရောက်တချို့ကမရောက်ဘူးလို့ဖြစ်သလားတဲ့ဆိုတော့မြတ်စွာဘုရားကဖြေတဲ့အဲ့ဒီမိကုံငါရဲ့တပည့်တွေဟာတဲ့ငါဒီလိုဆုံးမတာတချို့ကနိဗ္ဗာန်ရောက်သွားတယ်တချို့ကမရောက်ဘူးတဲ့ဘယ်အကုန်လုံးတော့ရနော်အဲ့တော့တချို့ကရောက်တယ်တဲ့လမ်းဆုံးမနဲ့ရောက်တယ်ငါပေးတဲ့လမ်းစဉ်အတိုင်းလုပ်တာတချို့ကလမ်းဆုံးထီအောင်ရောက်တယ်တချို့ကမရောက်ဘူးတဲ့ဆိုတော့သူကထပ်မေးတယ်ရှင်ဘုရားတချို့ကအရှင်ဂေါရမနိဗ္ဗာန်ဆိုတာလေအရှင်ဂေါရမပြောတဲ့ပန်းတိုင်ကြီးကလည်းရှိတယ်အဲ့ဒီပန်းတိုင်ကြီးကိုသွားတဲ့လမ်းစဉ်ကလည်းရှိတယ်ဆုံးမလမ်းညွှန်ပေးမဲ့ရှင်ဂေါရမလည်းရှိတယ်သုံးခုစလုံးနော်ဆုံးမလမ်းညွှန်ပေးတဲ့ပုဂ္ဂိုလ်လည်းရှိတယ်နိဗ္ဗာန်သွားတဲ့လမ်းလည်းရှိတယ်နိဗ္ဗာန်လည်းရှိတယ်အဲ့ဒီလိုဖြစ်ပါရဲ့တန်နဲ့တချို့ကရောက်တယ်တချို့ကမရောက်ဘူးလို့ဘာလို့ဖြစ်တာတော့ထပ်မေးပြန်အဲ့ဒီမှာမြတ်စွာဘုရားအေးမင်းဒီလိုမေးလို့ရှိရင်ဒီမေးခွန်းနဲ့ပတ်သက်ပြီးမင်းငါပြန်မေးမယ်ငါပြန်မေးမယ်မင်းကြိုက်တယ်လို့ဖြေတဲ့မင်းဟာရာဇဂိုမြို့ပဲသွားတယ်ဆိုတာကိုနော်ရာဇဂိုမြို့သူကရာဇဂိုဘက်ကလာတယ်လို့ဆိုရာဇဂိုမြို့ပဲသွားတယ်ဆိုတာရာဇဂိုလမ်းညွှန်တဲ့နေရာမှာမင်းကျွမ်းကျင်တယ်မဟုတ်လားကျွမ်းကျင်ပါတယ်ဟုတ်တယ်အေးအဲ့ဒါဆိုရင်လူတယောက်ကမင်းလမ်းမေးလိုက်မယ်ရာဇဂိုပဲသွားတော့အဲ့လိုမေးတဲ့ကမင်းကဘယ်လမ်းသွားလမ်းမှာဖတ်တွေ့လိမ့်မယ်ဒီကနေ့ဆက်သွားဆိုတာဒီမင်းလမ်းပြလိမ့်မယ်တဲ့လမ်းညွှန်တဲ့အခါမှာသူကစနစ်တကျလမ်းညွှန်နေရှိတယ်မသွားရမယ့်လမ်းကိုအရင်ပြောရတယ်သွားရတဲ့လမ်းကိုနောက်အဲ့မှာမင်းလမ်းနဲ့တွေ့လိမ့်မယ်ညဘက်ကိုမလိုက်နဲ့ဘယ်ဘက်ကိုလိုက်ဟောအဲ့ဒါမျိုးပေါ့မလိုက်နဲ့ဆိုတာကိုအရင်ပြောလမ်းညွှန်တဲ့လူတွေရဲ့ထုံးစံအဲ့ဒါလို့လမ်းညွှန်လိုက်တဲ့အခါမှာတဲ့တချို့ကပြောင်းပြန်သွားတယ်အဲ့လမ်းညွှန်တိုင်းမသွားဘဲနဲ့ပြောင်းပြန်သွားတယ်အဲ့ဒီလူဟာရောက်ပါမလားအေးနောက်တစ်ယောက်ကတော့မင်းလမ်းညွှန်တဲ့အတိုင်းသွားတယ်သူကတော့ရာဇဂိုမြို့ရှော့ရောက်သွားတယ်မရောက်တဲ့လူရောက်တဲ့လူနှစ်ခုရှိတယ်ဒီနေရာမှာမင်းစဉ်းစားကြည့်ဘာချောင်းလဲရာဇဂိုမြို့ကြီးလည်းရှိတယ်ရာဇဂိုမြို့သွားတဲ့လမ်းလည်းရှိတယ်မင်းလို့ကောင်းကောင်းလမ်းညွှန်တဲ့လူလည်းရှိတယ်ဘာဖြစ်လို့ဟိုတယောက်ကရောက်ပြီးတော့ဟိုတယောက်ကဘာလို့မရောက်တာတော့ညွှန်တဲ့လမ်းမသွားဘူးသို့မဟုတ်နောက်ပြန်သွားတယ်အဲ့လိုကမရောက်ဘူးဟိုလူကတော့ရောက်သွားတယ်အဲ့တော့သူကဘာဖြေတော့ဆိုအရှင်ဂေါရမတဲ့ကျွန်ုပ်ကလမ်းညွှန်တဲ့လူသားဖြစ်တယ်တဲ့ကျွန်ုပ်ပြောတဲ့အတိုင်းမသွားရင်ဘယ်ရောက်ပါမလို့တဲ့နော်အေးအဲ့ဒီတိုင်ပေါ့နိဗ္ဗာန်ဆိုတာလည်းရှိတယ်နိဗ္ဗာန်သွားတဲ့လမ်းဆိုတာလည်းရှိတယ်ငါလည်းရှိနေတယ်လမ်းညွှန်တဲ့ပုဂ္ဂိုလ်ရှိနေတယ်ငါလမ်းညွှန်တဲ့အတိုင်းမသွားရင်ဘယ်ရောက်မလဲငါလမ်းညွှန်တဲ့အတိုင်းသွားမှရောက်မှာပေါ့လို့မြတ်စွာဘုရားဖြေလိုက်တယ်အဲ့ဒီဥပမာနဲ့ဖြေတယ်အဲ့ဒီမှာပုံနာရက်တော့ပေါက်သွားပြီးတော့ရှင်ဂေါရမတဲ့လောကဆာပုဂ္ဂိုလ်မျိုးရှိတယ်ဘုန်းကြီးဝတ်လာတဲ့ပုဂ္ဂိုလ်တွေကမျိုးရှိတယ်တချို့ကအတ္တတာရှုံချချက်မရှိဘူးယုံကြည်ပြီးတော့ဝတ်ထားတာမဟုတ်ဘူးသာသနာအလုပ်တွေပေါ်မှာယုံကြည်ပြီးတော့နိဗ္ဗာန်ကိုဆုံးဖြတ်ယုံကြည်တဲ့စိတ်နဲ့ဝတ်ထားမဟုတ်ဘူးတဲ့အတ္တတာယုံကြည်ချက်မရှိကြဘူးစီဝိကတ္ထာအသက်မွေးဝမ်းဆောင်ချောင်းမှုအစားချောင်းလို့ဘုန်းကြီးဝတ်လာတယ်နတ္တတာကာရသမနာဂရိယမပစိတာ
တကယ်ယုံကြည်လို့ဘုန်းကြီးဝတ်တာမဟုတ်ဘူးတဲ့နော်ယုံကြည်လို့ဘုန်းကြီးတထာစိတ်ဓာတ်ကလည်းမယိုးဖြောင်ဘူးမာယာဝီနော်လှည့်စားတတ်တယ်ကေတပီနော်ခောက်ချစ်ကြတယ်ဥဒ္ဒတာစိတ်ကလည်းတည်ငြိမ်မှုမရှိဘူးအုံနလားမာနဤတခွဲသားနဲ့နေကြတယ်စပလာပေါ်ချော့နေကြတယ်မုခရာနှုတ်ချမ်းတယ်စကားပြောချမ်းတယ်ကောင်းနှုတ်ကိုမထိန်ဘူးဝိကိဏဝါစာနော်ဘယံမရပြောတတ်တယ်အိန္ဒြိယသူအကုဋ္ဌထွာတာအိန္ဒြိကိုမထိန်သိမ့်ဘူးဘောဇနိအမတ္တိညုနောအစားစာနဲ့ပတ်သက်ပြီးတော့အသိပညာမရှိဘူးသာဂရိယအနနုယုတ်တာနိုးကြတက်ကြွပြီးတော့ကြိုးစားမှုမရှိဘူးတာမင်းကြီးနဘိခအောင်နော်ယန္တရားနဲ့ပတ်သက်ပြီးတော့ခီးမဆိုင်ဘူးတိတ်ခရစာနတိဗ္ဗခါရောကိုချင်းတိတ်ခနဲ့ပတ်သက်ပြီးတော့အလေးနဲ့မထားဘူးဘာဟုလိကာနော်ပစ္စည်းလည်းပေါ့အောင်လုပ်တယ်တာထလိကာကျင့်ရမယ့်တရားကိုရှော့ရှော့ပေါ့ပေါ့နေတယ်ပေါ့ပေါ့ရော့ရော့နေတယ်ဥက္ကမဏိပုပ္ပင်ကမှာဘယ်တော့ဖြစ်ဖြစ်စိကံပိုင်းမှာလိုက်နာဖို့မလုပ်ဘူးချောင်းချောင်းနေတယ်နော်ပဝိဝိကေနိခိတတုရာလွတ်လွတ်လပ်လပ်နဲ့ယန္တရားအထုတ်ဖို့ဆိုတဲ့ကိစ္စတွေမှာသူကလုံးဝကြိုးစားအထုတ်မှုမရှိဘူးကုသီတာပြင်းတယ်ဟိနဝိရိယကြိုးစားအထုတ်မှုလုံးဝမရှိဘူးမௌဒ္ဒတတိနောတတိလည်းမရှိဘူးအတ္တဇာနာပညာစုဝေလာဝေအတဝဟိတာတဘာရင်းလည်းမရှိဘူးဝိပန္ဒစိတ်ကလည်းပဲဟိုရောက်လိုက်ဒီရောက်လိုက်နဲ့တည်ငြိမ်မှုမရှိဘူးဒုပညာအသိပညာလည်းမရှိအေလမုခအထုံထိုင်းစကားပြောရင်လည်းမမှန်မကန်နေပြောကြတယ်အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ရှင်ဂေါရမဟာပေါင်းတဲ့ဆက်ဆံမှုမပြုဘူးဆိုတာထင်ရှားတယ်ပေါ့ဆိုလိုတာကတော့အရေးချင်းမရှိတဲ့ပုဂ္ဂိုလ်တွေကိုမြတ်စွာဘုရားထည့်မတွက်ဘူးလို့ပြောတယ်နော်ရှေးပဏ္ဏတေကုလဗုဒ္ဓတချို့မျိုးကောင်းသားတွေကတတ္တာယုံကြည်ခြင်းရှိကြတယ်ယုံကြည်ပြီးတော့ဗဗ္ဗစိတာရံဖြစ်လာကြတယ်အတထာကောက်ကျင့်မှုမရှိကြဘူးအမာယဝိနောမလှည့်စားဘူးအခိတပိနောစင်လဲမှုတွေမရှိကြဘူးအနုဒ္ဒတာစိတ်ဓာတ်တည်ငြိမ်ကြတယ်အနုလမာနမရှိကြဘူးအစပလာကိုတတ္တနဲ့မနေကြဘူးအမုခရာနှုတ်ကဗယံပရာနှုတ်ချမ်းသာမှုမရှိကြဘူးအဝိကိဏဝါစာဗယံပရာစကားပြောတာမရှိဘူးအိန္ဒြိယသူကုဋ္ဌဒရတာအိန္ဒြိယတွေပေါ်မှာထိမ့်သိမ်းစောင့်ကြောက်ကြတယ်ဘောဇနိမတ္တညုတာအစားစားနဲ့ပတ်သက်ပြီးတော့အသိပညာရှိကြတယ်သာဂရိယအနုယုတ်တာနိုးကြတက်ကြွစာကမ္မထံတရားအထုတ်ကြတယ်တာမင်းကြီးပိခါမှာရှမ်းဘဝရံဖြစ်ရခြင်းအကျိုးပေါ်မှာအမြဲတမ်းမျှော်လင့်ပြီးတော့နေကြတယ်သိက္ခာယတိဗ္ဗကတော့ကိုကျင့်ရမယ့်အကျင့်တရားပေါ်မှာအလေးနဲ့ထားကြတယ်နဘဟုလိကပစ္စည်းလေးပါပေါ်မြောက်အောင်ဘယ်တော့မှမလုပ်ဘူးနတတလိကရှော့ပေါ့စီကံဥပဒေကိုရောရဲမလုပ်ဘူးဥက္ကမဏိနိခိတထုရာဆိုပေါ်ရောနေတဲ့ပေါ်မှာလုံးဝခီးမဆိုင်ဘူးနော်ဘဝိဝေကေပုပ္ပင်ကမှာကင်းကွာလွတ်လပ်တဲ့တိတ်ဆိတ်ငြိမ်သက်မှုပေါ်မှာကြိုးစားအထောက်မှုရှိကြတယ်အရဒဝိရိယထက်သန်ကြတယ်ပဟိတတနိဗ္ဗာန်ကိုစေလွတ်ထားပြီးအသက်နဲ့ခန္ဓာကိုမငဲ့ပဲနဲ့နိဗ္ဗာန်ကိုဥတည်ချက်ထားကြတယ်ဥပဋ္ဌိတတတိနောတတိမြဲကြတယ်တမ္ပဇာနာအစဉ်ကျင့်တော်တရားရှိတယ်သမာဟိတာဧကယစိတ်တည်ငြိမ်မှုတွေရှိကြတယ်ပညာဝန်တော်အသိပညာရှိကြတယ်အနေလမုခာထုံအာကြီးတွေမဟုတ်ကြဘူးတဲ့အဲ့ဒီလိုပုဂ္ဂိုလ်မျိုးတွေနဲ့ရှင်ဂေါရမကအတူနေတာကိုပြောတယ်ဆိုပြီးတော့အဲ့သင်္ချာဆရာကြီးကလျှောက်တယ်အရှင်ဂေါရမဥပမာမယ်အမြင့်နန္တာတွေထဲမှာကရမက်အမြင့်ဟာအကောင်းဆုံးဖြစ်တယ်နော်အမြင့်နန္တာတွေထဲမှာကရမက်ရဲ့အမြင့်ရဲ့အနံ့အကောင်းဆုံးပဲအ
အနှစ်အရသာတွေထဲမှာစန္ဒကူလောဟိတစန္ဒကူနီရဲ့အနှစ်အနတ်ဟာအကောင်းဆုံးပဲအပွင့်ကဖြစ်တဲ့အနတ်တွေထဲမှာတဲ့မြတ်လေးပါးနတ်ကအကောင်းဆုံးပဲတဲ့အဲ့ဒါလိုပဲတဲ့ဒီကနေ့ခေတ်ပေါ်တရားတွေထဲမှာအရှင်ဂေါတမရဲ့အဆုံးအမဟာအကောင်းဆုံးပဲဒါသူကသူပြောတာနော်ရှင်ဂေါတမရဲ့အဆုံးအမဟာအကောင်းဆုံးပဲဆိုပြီးတော့အဘိက္ခဏဘောဂေါတမအဘိက္ခဏဘောဂေါတမရှင်ဂေါတမရှင်းပြတာနှစ်သက်ကျင့်စရာကောင်းလာပါတယ်တဲ့ရှင်ဂေါတမရှင်းပြတာဟာမှောက်ထားတဲ့အရာကိုလှန်လိုက်တယ်လို့ဖုံးကွယ်ထားတဲ့အရာကိုဖွင့်ပြလိုက်တယ်လို့လမ်းမနေတဲ့ပုဂ္ဂိုလ်ကိုလမ်းညွှန်လိုက်တယ်လို့အမောင်ထဲမှာစီဗီထွန်းပေးလိုက်တယ်လို့အကုန်လုံးရှင်းကနေလင်းကနေဖြစ်သွားလို့အရှင်ဂေါတမဟာဒီတိုင်းပဲရှင်ဂေါတမဟာရှင်းလင်းဖြစ်အောင်နဲ့တရားကိုရှင်းပြခဲ့ပါတယ်ဒါကြောင့်ကျွန်ုပ်ဟာရှင်ဂေါတမကိုတရားတန်ခါနဲ့အတူတူကရှင်ဂေါတမကိုစိကပ်ပါတယ်ဒီကနေ့ကစပြီးရှင်ဂေါတမရဲ့ဥပဒကအဖြစ်အတိမပြုတော်မူပါလို့ဒီသုတ်တံမှာအဲ့ဒါနဲ့ဆုံးသက်ထားတာဖြစ်တယ်နော်အဲ့တော့ဒီသုတ်တံမှာမှတ်သားစရာကောင်းတာတော့သူမေလို့မြတ်စွာဘုရားဖြေတာပဲဘုရားဘာသာရဲ့လမ်းစဉ်ရဟန်းဘဝရောက်ရှိလာပြီဆိုရင်ဒီလမ်းစဉ်နဲ့သွားတာဘသူပဲဖြစ်ဒီလမ်းစဉ်နဲ့သွားတာပဲအဲ့ဒီလမ်းကြောင်းကြီးဟာတိတိကျကျတိတိကျကျရှိတယ်အဲ့တိတိကျကျရှိတဲ့လမ်းကြောင်းတိုင်းလိုက်နာကျင့်သုံးရမှာဖြစ်တယ်ဆိုတာဒီသုတ်တံမှာရှင်းကြီးဖော်ပြထားတာဖြစ်လို့တရားချက်ကသူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့လမ်းစဉ်ကျင့်စဉ်တွေဟာအထင်ရှားရှိနေသည့်အတွက်ကြောင့်ထို့တွေလမ်းဆုံးပန်းနိုင်ဖြစ်တဲ့နိဗ္ဗာန်ကိုသွားခြင်းနဲ့ဆိုရင်ဒီလမ်းကြောင်းအတိုင်းမလွဲမသွေလိုက်နာကျင့်သုံးကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သား၍ကြိုးစားအထောက်နိုင်ကြပါစေကုန်သတည်း